မန္တလေးမြို့ရဲ့ညဘက်တွေမှာလူနာတင်ကားတံတွေတဝီဝီမကြားရတော့တာဘာကြောင့်လဲတင်သိပါသလားအရေးပေါ်လူနာတွေမရှိတော့လို့မဟုတ်ပါဘူးအဓိကအကြောင်းရင်းကတော့အခုနောက်ပိုင်းမန္တလေးပြည်သူ့ဆေးရုံကြီးဟာလူနာဆောက်ဒါမှမဟုတ်လူနာရှင်မပါရင်အရေးပေါ်လူနာကိုလက်မခံပဲညှင်းဆန်နေလို့ပါပဲလမ်းပေါ်မှာရင်တိုင်းမှုဖြစ်လို့တွေးအိမ်ထဲလဲနေတဲ့ပိုင်ရှင်မဲ့လူနာတွေကိုကူညီရေးတင်းတွေကဆေးရုံပို့ပေးပေမဲ့လူနာရှင်မပါလို့ညှင်းခုန်နေရတဲ့အချိန်တွေဝန်ထမ်းတွေရဲ့လက်ပေးလက်ယူမှုတွေကြောင့်ဆေးကုသခွင့်မရပဲလမ်းမှာတင်အသက်ဆုံးရှုံးနေကြရပါတယ်ဒါကြောင့်လဲနောက်ပိုင်းမှာကူညီရေးတင်းတွေဟာညဘက်အဆီတစ်လူနာတွေကိုမကောက်ရဲကြတော့ပါဘူးအသက်ကယ်ဖို့အတွက်ဆေးရုံဝန်ထမ်းတွေကိုပတ်စံပေးပြီးလူနာရှင်ဟန်ဆောင်ခိုင်းရတဲ့အထိစနစ်တွေပျက်စီးနေပါတယ်ကိုယ်အိမ်ကမသိရင်တေးဖို့ပဲရှိတော့တယ်ဒါဆိုတဲ့အခြေအနေမျိုးရောက်နေတဲ့အတွက်မန္တလေးသူမန္တလေးသားတွေညဘက်သွားလာတဲ့အခါအထူးသတိထားကြဖို့တိုက်တွန်းချင်ပါတယ်